မျိုးသမီးတယောက်ဟာကလေးမွေးဖွားဖို့ပိုင်းနာလာတဲ့အခါထိတ်လန့်ချောက်ချားစရာကောင်းတဲ့အရာတစ်ခုကိုခံစားလိုက်ရပါတယ်။သူမရဲ့အောက်ပိုင်းကနာကျင်မှုဟာတာမန်မိဖွားခါနီးဘိုင်းရနာတာမျိုးမဟုတ်ပဲခနာကိုယ်ရင်းကခလီစာတွေကိုတစုံတစ်ခုကအတင်းဆွဲရေးဖြစ်စည်းနေတယ်လို့မျိုးခံစားနေရတာပါ။သူမကဒီအခြေအနေကိုဆရာဝန်အားပြောပြလိုက်တဲ့အခါဆရာဝန်ကဒါဟာသူတစ်သက်မှာတစ်ခါမှမမြင်ဖူးတဲ့အကြီးမားဆုံးကလေးငယ်ဖြစ်ကြောင်းအလေးချိန်30ပြပါကျော်လောက်ရှိနိုင်ကြောင်းအန်အော်ဒကြီးရေရွတ်လိုက်ပါတယ်။ပြီးတော့ကလေးရဲ့ဦးခေါင်းကအရန်ကြီးမားလုံးတာကြောင့်တဘာဝအတိုင်းမွေးဖွားဖို့စ조사ရင်နာကျင်မှုဝေဒနာကပိုပြီးပြင်းထန်လာလိမ့်မယ်လို့တတိပေးခဲ့တယ်။စိတ်အေးထားပြီးအသက်ကိုပြင်းပြင်းရှူလိုက်ပါ။ကလေးရဲ့ဦးခေါင်းတစ်ဝက်လောက်ကိုမြင်နေရပြီလို့ဆရာဝန်ကပြောပါတယ်။အမျိုးသားဖြစ်သူကတော့တားဖွားခန့်ပြင်ဘက်မှာဆောင်းဆိုင်ရင်ဖန်ပေါင်းချောင်ထဲကကလေးငယ်တွေကိုကြည့်ပြီးသူ့ရဲ့ကိုယ်ပိုင်ရင်သွေးလေးမွေးဖွားလာတော့မဲ့အချိန်ကိုရင်ခုန်စွာမျှော်လင့်နေခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲနတ်မလေးတူဟာတကူလုံးနဲ့မျက်နှာတစ်ခုလုံးသွေးတွေရဲနေရက်နဲ့တားဖွားခန့်ထဲကနေလက်ဖြန့်ပြီးအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။အမျိုးသားဖြစ်သူဟာအခြေအနေတစ်ခုခုမှားယွင်းနေပြီဆိုတာကိုမရိပ်မိခင်စက္ကန့်ငယ်လောက်ကြောင်အန်းသွားခဲ့ရတယ်။သူဟာအဲ့ဒီနတ်မလေးစီကိုအပြေးလွှားသွားကြည့်လိုက်တဲ့အခါမှာတော့သူမဟာအသက်ပြောက်ပြီးတေဆုံးနေခဲ့ပြီဖြစ်ပါတယ်။သူဟာဇနီးဖြစ်သူရှိရာတားဖွားခန့်ထဲကိုချက်ချင်းဝုန်းခနဲပြေးဝင်သွားခဲ့ရအထဲမှာရှိတဲ့ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးဟာရိုင်းဆိုင်တဲ့တော်တိုင်းတီးတဆန်တကောင်ကလေချောင်းတွေကိုကြိုက်ခဲဆုပ်ခဲပစ်လိုက်တယ်လို့မျိုးအဆုလိုက်ပြုံလိုက်တေဆုံးနေတာကိုထိတ်လန့်ဖွယ်ရာမြင်တွေ့လိုက်ရပါတယ်။သူ့ရဲ့ဇနီးတဲ့ကတော့ဝေဒနာတွေကိုအလူးလဲခံစားရင်းအော်ဟစ်ငိုကြွေးနေခဲ့ပါတယ်။နောက်မှရောက်ရှိလာတဲ့တခြားဆရာဝန်တွေကဒီနေရာရဲ့အနေအကိုရိပ်မိသွားကြတာကြောင့်အမျိုးသားဖြစ်သူကိုအပြင်ဘက်စီအတင်းတမဆွဲခေါ်ထုတ်သွားခဲ့ကြပါတယ်။အမျိုးသားဖြစ်သူကတော့အသေးတန်ရုန်းကန်ပြီးအပြင်ကိုမထွက်ပဲညှင်းဆန်နေခဲ့တယ်။သူ့ရဲ့ဇနီးတဲ့ဟာတားဖွားခန်းထဲမှာရှိနေစေဖြစ်တယ်လို့သူတို့အနစ်အလစောင့်မျှော်ခဲ့ရတဲ့ကလေးငယ်ဟာလည်းတဲလုံဆာမရှိပျောက်ကွယ်သွားခဲ့လို့ပါပဲ။သူဟာအထဲကိုပြန်ဝင်ပြီးအမှန်တရားကိုရှာဖွေချင်နေခဲ့တာဖြစ်ပါတယ်